Hello ဒီနေ့တော့မြို့ပြရဲ့မွန်ချက်မှုတွေကြားပိတ်လောင်နေရတဲ့တန်နေကလဝဲတရာဆန်ရခင်းတာကိုလာဖြစ်ခဲ့ပါတယ်။ဒါကတော့သူ့ရဲ့အဝင်လန်းလေးပါ။ဒါတော့သူကောင်တာလေးပေါ့နော်။ကိုရီးယားကိုကြိုပြီး booking လုပ်သွားတဲ့အတွက်နေရာအတွက်ပူစရာမလိုခဲ့ဘူး။ဒီမှာဆိုလို့ရှိရင်ဒီလိုအမိုးလေးနဲ့ cottage လေးတွေပေးထားရပေါ့နော်။သူ cottage လေးတွေကလည်းဒီအမျိုးရှိရပေါ့နော်။ထိုင်ကုန်လေးတွေနဲ့ cottage 3မျိုးရှိရ။နောက်ဒီထိုင်ကုန်မပါဘဲနဲ့ဒီကျန်းကင်းမှာပဲထိုင်ရတဲ့ cottage ပုံစံနဲ့3မျိုးရှိရဲကျန်တာကတော့ cottage အစားရှိရပေါ့နော်ကိုရီးယားကျိုး booking လုပ်သွားလို့ဒီ cottage လေးကိုရခဲ့တယ် cottage လေးက view လေးကအရန်မိုက်တယ်ပေါ့နော်ချောင်း view လေးအရန်ตาရတယ်လေးရလည်းအပြင်မှာတဟူးဟူးနဲ့တိုက်တယ်ပေါ့နော်ဒီချောင်းလေးကတော့ဘော့ချောင်းလို့ခေါ်ပါတယ်ဒီပေါ်ချောင်းလေးတိုင်းစုံစင်းသွားရင်ဒီပကိုးမြစ်ပေါ့နော်ဒီတန်လင်းတရားကြီးထိုးထားတဲ့ပကိုးမြစ်ဝါကိုရောက်ပါတယ်ဒီချောင်းလေးပေါ်မှာဒီရကင်းသားစားတော့ဆန်တဲ့အပန်းဖြေစကန်လေးကိုတည်ထားတာဖြစ်ပါတယ်။ view လေးကတော့မြင်ရတဲ့အတိုင်းပါပဲ။အရန်ကို fresh ဖြစ်ပြီးတော့စိမ့်စုလှပတဲ့ခန်းစားချက်ကိုရရှိပါတယ်။ view လှလေးနဲ့အတူဓာတ်ပုံတွေလည်းအများကြီးရိုက်ခဲ့ပါတယ်ရှင်။ဒါတော့ကင်းမွန်တော့ရခိုင်လိုတောက်ထားတာပါ။ရခိုင်တော့ဖြစ်ပါတယ်။ဒါကြွက်ကြောထန်းရင်နဲ့နီးဖို့ပါ။ဒါပါပေးချမ်းကြော်ကြော်ဒါကကြက်ဘူးဒါကရောထန်းရည်ကိုတပူးရင်မှာထားတယ်။ဒါအီးသွားဒါပူသွားလို့ပေါ့နော်အီးဝါအောင်ဒီရဲချက်မှာထားတယ်သမင်းဖြူနဲ့ပွဲနဲ့ဒီရှူလေးလေးနဲ့ချေးလိုက်ပါအောင်မယ်ရှင်မာထားရဲ့အစားအသောက်တွေနဲ့ထမ်းရည်လေးတောက်ပြီးတော့နေကင်းတစ်ဖြတ်ပေါ့နော်ဒီ resort မှာဘာရှိမလဲဆိုပြီးတော့ကိုတယောက်တည်းလမ်းလျှောက်ပြီးတော့ရှောက်ကြည့်ခဲ့ပါတယ်သူကဒီချောင်းဆက်နာတစ်လျှောက်လုံးပေါ့နော် cottage လေးတွေထပ်ထားတယ်ဒီဘက်ချမ်းမှာဆိုလို့ရှင်လည်းဒါလေခွင်းပြင်ကြီးပေါ့နော်လေခွင်းပြင်ကဖြတ်တိုက်လာတဲ့လေတဖူးဖူးနဲ့ဒီချောင်းရီဆက်ဘေးရပေါ့နော်တိုက်ခတ်လာတဲ့လေဖြီလေညင်းနဲ့ဆိုတော့နေရပူတယ်လို့တော့မခံစားရပါဘူးလုံးဝပေါ့နော်လုံးဝfresh ဖြစ်သွားတဲ့ခံစားချက်မျိုးရရှိရဲအလုပ်တွေတလာလုံးလှုပ်ထားလို့ပင်မန်းနေနောက်ညီငွေလာတယ်ကိုယ့်ရဲ့ဒီနေ့စဉ်ဘွားကြီးကိုညီငွေလာပြီဆိုလို့ရှိရင်ဒီမှာလာအပန်းဖြစ်တင်ပါတယ်အခုရိုက်ပြထားတဲ့ရှောက်လန်းလေးရတော့ပေါ့နော်ဒါရေစိန်ကန်ပါတဲ့တဲလေးရေစိန်ကန်ပါတဲ့တဲလေးတွေကကြတော့ချောင်းပြူတော့မမြင်ရဘူးသူကကြတော့ဒီလေခွင်းဖြူလေးလို့ပြောရမှာပေါ့နော်အဲ့ဒီဘက်မှာသူကတန်းစီပြီးစောက်ထားတာဖြစ်ပါတယ်နေပူထဲမှာတက်ရောက်ထဲရှောက်သွားနေရပါပတ်လဲရှောက်သွားရင်းနဲ့ပေါ့နော်ဒီထဲမှာတီးပင်စားပင်နေရဲ့ဒီပန်းလေးတွေလည်းစိုက်ပျိုးထားတာအများကြီးတွေ့ကြရပါတယ်ရှင်တနေ့ကုန်မနေချင်တဲ့သူတွေအတွက်ဆိုလို့ရှင်တော့ပေါ့နော်မနက်ပိုင်းနဲ့ညနေပိုင်းလေးလာချေးရပို့ကောင်းပါတယ်ဒါမဲ့ကိုရီးယားတော့တနေ့ကုန် relax ဖြစ်ချင်တဲ့ခံစားချက်ကြောင့်တနေ့ကုန်မနက်10နာရီဆိုင်စားဖွင့်နေရနေပြီးတော့ပေါ့နော်ညနေအထိတနေ့ကုန်အိမ်မှာလိုပဲပေါ့နော်လွတ်လပ်ပေါ့ပချီးပြီးတော့တနေ့ကုန်ရှောက်သွားဒီလိုမျိုးလေးရှောက်ပိန်နေပဲနေခဲ့ရပေါ့နော်အရန်ตาရပါတယ်ကိုလည်းနေခင်းနေလဲပေါ့နော်ထမင်းစားပြီးဘိုက်လေးနေရနဲ့ဒီအပန်းဖြေစခန်းတွေကိုရှောက်လဲပြီးတော့ဒီလိုရှောက်ရိုက်နေတာပေါ့နော်ဒီအပိုင်းတွေကိုတော့မဖြတ်ထားတော့ဘဲနဲ့ပေါ့နော်အကုန်လုံးကိုဒါကိုရိုက်ပြထားတဲ့အတိုင်းဒီတေးမြင်စေခြင်းနဲ့စိတ်နဲ့အကုန်လုံးကိုရိုက်ပြထားတာဖြစ်ပါတယ်သူကဒီလိုချောင်း view လေးပေးမှာပေါ့နော်မေးတင်စောက်ထားတဲ့ဒီအပန်းဖြေစခန်းနဲ့စားတောက်ဆိုင်လေးဖြစ်ပါတယ်အရန်ตาရပါတယ်တချို့ဆိုမိသားစုလိုက်လာပြီးတော့ပေါ့နော်နေခင်းနေလဲဆိုလို့ရှိရင်ဒီ daily တွေထဲမှာအိမ်နေကြတဲ့ family တွေကိုတောင်တွေ့ခဲ့ပါတယ်ကိုကတော့ရှောက်သွားရှောက်စားရှောက်ပတ်ပေါ့နော်မနက်ခင်းစားပြီးတော့ဒါနေ့လည်ခင်းတစ်ဖြတ်ထပ်စားတာပါဒီတစ်ခါတော့လက်ဖက်အဖိုးကြီးတုပ်ပေါ့နော်နောက်အကျော်ဆုံးရဲ့နောက်ဝက်ကုတ်သားကင်တုပ်ရဲ့ကစုံပလိန်ရဲ့ထပ်မာရဲ့ထန်းရည်တဘူးနဲ့ထပ်မာပြီးဒီ view လေးနဲ့ထက်ချေကြပါတယ်နေ့လည်ခင်းတစ်ခါစားပြီးဒီ view လေးကိုထက်ကြည့်တယ်အရန်ตาရပါတယ်လုံးဝမပြန့်ချင်ပါဘူးပြီးတော့ကိုကရေတွေကြည့်ရတာကြိုက်တဲ့ vibe ဆိုတော့လေတအား fresh ဖြစ်သွားသလိုခံစားရတယ်ပေါ့နော်အားနဲ့ပဲကိုရီတနေ့ကုန်ညနေ9:00နာရီခွဲအထိအဲ့ဒီမှာနေခဲ့ပါတယ်ဒါတော့သူ့ရဲ့ညနေ9:00နာရီခွဲ sunset လေးပေါ့နော်အသေးစိတ်သိချင်တယ်ဆိုလို့ရှင်တော့ရာခင်းသားရဲ့ Facebook page မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်ပြန်ပါပြီအားလုံးပဲခုလိုကြည့်ရှုပေးကြရတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်
Bye bye